တော့ကျွန်တော်တို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ကုလနဲ့အာဆီယံမှာလည်းနည်းနည်းလှုပ်ခတ်မှုလေးတွေရှိတယ်ပေါ့ဗျာအဲ့တော့ကုလနဲ့အာဆီယံမှာလှုပ်ခတ်မှုလေးတွေဖြစ်လာတဲ့အခါကျတော့ပြည်ဖြတ်မီဒီယာတွေကဘယ်လိုပုံစံတွေရေးသားဖော်ပြလာတယ်လဲပေါ့ဗျာနော်အင်္ဂလန်အခြေစိုက်ဗြိတိန်အခြေစိုက် BBC သတင်းဌာနရဲ့ရေးသားဖော်ပြချက်မှာဆိုရင်ဒါအာဆီယံဒေသတွင်ဖြစ်ပေါ်နေတဲ့အခြေအနေပေါ့မြန်မာအရေးတစ်ခုတည်းအတွက်အာယုံဆိုင်လှုပ်ဆောင်မဲ့မြန်မာအရေးအာဆီယံအမြဲတမ်းအထူးတန်တမန်ခန့်အပ်နိုင်ရေးအတွက်ကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့အာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေရဲ့အထူးအစည်းအဝေးပွဲမှာဆွေးနွေးခဲ့ကြတယ်လို့တန်တမန်ရင်းမြစ်အတိုင်းဝိုင်းကသိရပါတယ်တဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေရဲ့ special meeting အထူးအစည်းအဝေးရှိခဲ့ပြီးကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားပြည်ပကကိုဆွေးနွေးခဲ့ကြတယ်အဲ့ဒီအစည်းအဝေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့မြန်မာအရေးအမြဲတမ်းအထူးတန်ခန့်နိုင်ဖို့ပါထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုတဲ့အမြဲတမ်းအထူးတန်တာဝန်အတွက်အင်ဒိုနီးရှားမလေးရှားထိုင်းတို့တွေကတနိုင်ငံကိုအဆိုပြုလိုကြတဲ့ဆန္ဒရှိပြီးအဲ့ဒီနိုင်ငံတွေရဲ့မြန်မာအရေးလှုပ်ဆောင်မှုအခမ်းကဏ္ဍကြောင့်စဉ်းစားကြတာလို့ဆိုပါတယ်အဲ့ဒီမှာလာပြီနော်အဲ့ဒီလိုအခြေအနေမျိုးအတန်ထွက်လာတော့ BBC ကရေးတာကတော်လှန်ရေးအင်အားစုတဲ့မြန်မာတော်လှန်ရေးအင်အားစုတွေကတော့မလေးရှားကသာမြန်မာအရေးအမြဲတမ်းအထူးတန်နိုင်ငံအဖြစ်ရွေးချယ်ပေးဖို့တောင်းဆိုထားတာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်တဲ့နော်သူရေးတာကတော့တော်လှန်ရေးအင်အားစုကျွန်တော်တို့ပြည်သူတွေရဲ့အတိကတော့အကြမ်းဖက်အုပ်စုပေါ့ဗျာနော်ဒီ NLD ကနေပေါ်ပေါက်လာတဲ့ CRPH NUG PDF စတာတွေကိုသူတို့ကတော်လှန်ရေးအင်အားစုလို့တင်ကြုံပြီးတော့ပြောတာပေါ့ဗျာကျွန်တော်တို့ပြည်သူတွေကတော့အဲ့ဒီတော်လှန်ရေးအင်အားစုလို့အမည်ခံထားတဲ့အကြမ်းဖက်ဝါဒီတွေရဲ့ရက်စက်ရုံမှမှုတွေကိုခံနေရတာပေါ့အဲ့ဒီမှာဒီအကြမ်းဖက်အုပ်စုတွေကမလေးရှားကိုဘာကြောင့်လိုလားတာလဲမလေးရှားနိုင်ငံဒီလူမျိုးလိမ်အရေးနဲ့ပတ်သက်ရင်မြန်မာနိုင်ငံပေါ်ဖိအားပေးမှုတွေလှုံ့ဆော်ခဲ့တယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်နှောက်ယှက်လိုတဲ့အနောက်နိုင်ငံတွေရဲ့သဘောထားနဲ့တူညီတဲ့သဘောထားမျိုးရှိတယ်ဒါကြောင့်ဒီပြည်ဖြတ်မိတ်ဆာတွေပြည်ဝရမ်းပြည်တွေနဲ့ကသူတို့ကတသားတည်းဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီအကြမ်းဖက်အုပ်စုဒီမလေးရှားကိုလူလာတဲ့သဘောเนาะဒါကိုကျွန်တော်ကအများပြည်သူကိုတည်မြင်နားလည်စေချင်တာပါဒီသဘောတရားလေးတွေကိုသိရှိထားခြင်းအပြင်အကြမ်းဖက်အုပ်စုတွေကိုဘယ်နိုင်ငံတွေကကူညီပံ့ပိုးလဲအကြမ်းဖက်အုပ်စုတွေဘက်ကတစ်ဖက်ဆောင်နေရက်တည်တယ်ဒါလေးကိုလည်းသိရှိနိုင်စေဖို့ပေါ့ဗျာเนาะထိုနည်းတူစွာပဲကုလသမဂ္ဂမှာလည်းမြန်မာအရေးတကပိတ်ဆွေးနွေးဖို့အစီအစဉ်ရှိတယ်ဆိုတဲ့သတင်းတွေပေါ်ပြနေတယ်ပေါ့ဗျာဒါတွေကတော့ကျွန်တော်တို့ပြည်သူများကကျွန်တော်တို့တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အရေးတစ်ခုဖြစ်ဖို့စီစဉ်ဆောင်ရွက်နေတဲ့ရွေးကောက်ပွဲပေါ်မှာအနောက်အုပ်စုကတော့အပြုသဘောဆန်တဲ့အမြင်မျိုးမရှိဘူးပေါ့ဗျာဒါကဘာကြောင့်လဲဆိုရင်သူတို့ရဲ့ဩဇာခံပါတီသူတို့ရဲ့လက်ဝေခံအဖွဲ့အစည်းဒီမြန်မာနိုင်ငံရေးနယ်ပယ်မှာရပ်တည်လို့မရတော့ဘူးပေါ့ဗျာဒီအနောက်အုပ်စုရဲ့ control အောက်မှာအစဉ်တပြင်းရှိခဲ့တဲ့ NLD ပါတီမဲလိမ်မဲခိုးမှုတွေကြောင့်ပြိုကွဲသွားတယ်အဲဒီမှာတရားမဝင် CRPH NUG PDF ဆိုတာတွေပေါ်ပေါက်လာပြီးတော့ဒီအကြမ်းဖက်နီလန်းနဲ့အာဏာရယူဖို့ကြိုးစားတယ်အကြမ်းဖက်နီလန်းနဲ့အာဏာရယူဖို့ကြိုးစားတာကလည်းမအောင်မြင်ဘူးကျွန်တော်တို့ပြည်သူများကပြန်ပြီးတော့စမ်းစစ်ကြည့်ရင်ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ခဲ့တယ်အပြုသဘောဆန်တဲ့အစိုးရတရက်ကိုလည်းရခဲ့တယ်အဲ့ဒါကတော့ပြည်ခံပြုအစိုးရနောက်တစ်ကြိမ်ပြည်သူလူထုကလိုလားပါတယ်ဆိုတဲ့အနောက်အုပ်စုရဲ့ဩဇာခံ NLD ပါတီအာဏာရသွားတယ်တိုင်းဖြတ်ပြည်ဖြတ်လုပ်ငန်းတွေစနစ်တကျလှုပ်ဆောင်သွားတယ်အခုအဲ့ဒီတိုင်းဖြတ်ပြည်ဖြတ်ပါတီကိုအကြောင်းပြုပြီးတော့ပဲကျွန်တော်တို့တိုင်းပြည်ဒီဆက်ပြီးတော့နိုင်ငံတကာဖိအားပေးမှုတွေခံနေရတယ်ဒီတိုင်းဖြတ်ပြည်ဖြတ်အုပ်စုဒီသူတို့အာဏာရတဲ့အချိန်မှာလည်းအများပြည်သူအကျိုးကိုရှေ့ရှုတာမျိုးမဟုတ်ဘူးသူတို့လိုလားချက်သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအတွက်လှုပ်ဆောင်သွားကြတယ်ပြည်သူလူထုအတွက်လှုပ်ဆောင်ပေးတဲ့ကိစ္စတွေကိုတော့မျက်ကွယ်ပြုခဲ့ကြတယ်အဲ့ဒီပြည်ဖြတ်ပါတီ NLD ကိုအကြောင်းပြုပြီးတော့ပဲကျွန်တော်တို့တိုင်းပြည်ယနေ့အချိန်ထိဖိအားပေးမှုတွေနိုင်ငံတကာကဖိအားပေးမှုတွေကြုံတွေ့ခံစားနေကြတဲ့ဖြစ်တယ်အဲ့ဒီလိုပြည်ဖြတ်ပါတီမျိုးနောက်မပေါ်ပေါက်လာဘူးကျွန်တော်တို့ဒီရွေးကောက်ပွဲကြီးမှာတတိရှိနဲ့ရွေးချယ်မဲပေးကြဖို့လိုတယ်မနေ့ကကျွန်တော်တို့ဖြူမျိုးနယ်မှာဆရာတော်ဦးရသူတရားပွဲရှိလို့တွားတဲ့အခါမှာတရားပွဲပြီးပြည်သူတွေကမေးမြန်းကြတယ်ပေါ့ဗျာမေးမြန်းကြတဲ့အမေးအဖြေကဏ္ဍလေးပါတယ်ပါတဲ့အခါကျတော့ဒီလာမယ့်ရွေးကောက်ပွဲကြီးဟာအရေးကြီးတယ်ပြည်သူတွေအနေနဲ့ကဘယ်လိုပါတီအဖွဲ့အစည်းမျိုးကိုရွေးချယ်တင်လဲလို့ဆရာတော်ကမေးလျှောက်ကြတယ်ဆရာတော်ကဒီကိုယ်စားလှယ်ကောင်းတွေရဖို့ကို
ကိုယ်စားလှယ်ခေါင်းနေဆိုရင်ဘယ်ပါတီအဖွဲ့အစည်းကဖြစ်ဖြစ်ပြည်သူများကရွေးချယ်ကြရမယ်ကိုယ်စားလှယ်ကကောင်းမကောင်းဆိုတာကိုတော့ခေါင်းခေါက်ကြည့်ရမယ်ခေါင်းခေါက်ကြည့်လို့ထွက်လာတဲ့အတန်เนาะကျွန်တော်တို့ကအိုးတစ်လုံးဝယ်ရင်တော့အိုးကိုခေါက်ကြည့်သေးတာပဲဗျာကျွန်တော်တို့ကိုဥဆောင်မဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အရေးကိစ္စတွေကိုစီမံဆောင်ရွက်မဲ့သူတွေကိုလည်းခေါင်းခေါက်ကြည့်ဖို့တော့လိုတယ်ဆရာတော်ကဒီလိုမိန့်ကြားပါတယ်ခေါင်းခေါက်ကြည့်တဲ့အခါမှာထွက်လာတဲ့အတန်ကကိုယ်စားလှယ်ခေါင်းတယောက်ရဲ့အတန်ဟုတ်မဟုတ်ပြည်သူလူထုပေါ်အမှန်တကယ်စစ်မှန်တဲ့စေတနာရှိမရှိဒါကိုစမ်းစစ်ရမှာပေါ့ဗျာနော်ဆရာတော်ကဒီခေါင်းခေါက်ဖို့ပဲပြောသွားပြီးတော့ဘယ်လိုခေါင်းခေါက်ရမယ်ဆိုတဲ့နီလန်းကိုတော့ပြောမသွားဘူးပေါ့ဗျာမဲဆန္ဒရှင်ပြည်သူများကကိုယ်စားလှယ်တော်ကြီးများကိုတွားပြီးတော့ခေါင်းခေါက်တာမျိုးမလုပ်ပါနဲ့ပေါ့ဗျာနော်ခေါင်းခေါက်တယ်ဆိုတာကတော့ဆရာတော်ကသူတို့ကိုမိမိတို့ရဲ့လိုအပ်ချက်တွေအတွက်မေးမြန်းရမယ်ဆွေးနွေးရမယ်မိမိတို့ရဲ့လိုအပ်ချက်တွေကိုဘာတွေဆောင်ရွက်ပေးနိုင်မလဲတိုင်းပြည်ရဲ့အနာဂတ်အတွက်ဒီအမျိုးသားရေးအန္တရာယ်တွေအတွက်ဘယ်လိုကာကွယ်တားဆီးပေးနိုင်မလဲဒါမျိုးမေးမြန်းအဖြေရှာခြင်းအပြင်သူတို့စီကထွက်လာတဲ့အတန်ကအမျိုးသားရေးပေါ်မှာရည်တည်ချက်မှန်ကန်လားတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တကယ်လုံနိုင်စွမ်းရှိတဲ့သူတွေလားဒါတွေကိုသိရှိရမယ်အဲ့ဒီလိုအရေးအချင်းပြေဝတဲ့ကိုယ်စားလှယ်တွေကိုရွေးချယ်ကြဖို့ဆရာတော်ကမိန့်ကြားသွားခြင်းဖြစ်တယ်ဒါလေးကိုထည့်သွင်းဆွေးနွေးတင်ပြခြင်းကလာမယ့်ရွေးကောက်ပွဲကြီးကိုဒီပြည်ဝရံပြည်အုပ်စုနဲ့ပြည်ဖြတ်မီဒီယာတွေကနီးမျိုးမျိုးနဲ့နှောက်နေကြတာရှိတယ်ဒါကိုအကြောင်းပြုပြီးတော့ပဲအနောက်အုပ်စုကလည်းဖိအားပေးဖို့အနေအထားမျိုးရှိတယ်ကျွန်တော်တို့ပြည်သူများကကျွန်တော်တို့တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အရေးအတွက်ဒီရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးတော့ကိုယ်စားလှယ်ကောင်းတွေကိုရွေးချယ်ခြင်းအပြင်အစိုးရကောင်းကိုရရှိမှာဖြစ်တယ်ပြည်သူလူထုရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရပေါ်ပေါက်လာတော့မှဒါပြည်သူတွေကြုံတွေ့ခံစားနေရတဲ့အကြမ်းဖက်ပေးရနေရတဲ့အကြမ်းဖက်ပေးရနေရတဲ့ကြောင့်ပြေလွှာတင်းရှောင်နေရတဲ့အခြေအနေတွေဓာတ်တွေကိုပြန်လဲကုစားဖို့ပြည်သူကိုယ်စားလှယ်တော်ကြီးများကဆွေးနွေးပြီးတော့လွှတ်တော်မှာဆွေးနွေးပြီးတော့မှမြေပြင်မှာကွင်းဆင်းပြီးတော့ပြည်သူတွေရဲ့နစ်နာမှုတွေကိုကုစားနိုင်မှာဖြစ်တယ်ဒါကိုအလေးထားပြီးတော့ရွေးကောက်ပွဲမှာမဲပေးကြပါကိုယ်စားလှယ်ကောင်းများကိုစီစီရွေးချယ်မဲပေးကြပါလို့ဆန္ဒပြုရင်ဒီကနေ့ဆွေးနွေးတင်ပြမှုကိုညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်